အားလုံးပဲမင်္ဂလာပါကျွန်တော်ဖြိုးသိမ်ခါပါကျွန်တော်ဖြိုးသိမ်ခါ Dance Entertainment Channel ကနေပြီးတော့အားလုံးကိုကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဖြိုးသိမ်က Dance Entertainment YouTube Channel မှာမြန်မာကအစီအစဉ်တွေကိုအပတ်စဉ်တောက်ကြဒါမှမဟုတ်စနေနေ့တိုင်းမှာစဉ်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ဖြိုးသိမ်က Dance Entertainment YouTube Channel လေးကို Like Subscribe Share Comment နဲ့ရေးခဲ့ပြီးတော့ Notification လောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးခင်ဗျာနောက်ပတ်မှာဘလို့ကားလေးနဲ့ဖြောပြတင်ဆက်မလဲဆိုတော့စောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါဦးเนาะအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ